အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာ GED Math ရဲ့ Chapter 2 Exponents Rules and Number Properties သင်ခန်းစာကိုဒီချက်ဝေးရရှင်းပြသွားမှာပါexponents တွေ rules တွေအကြောင်းပြောမယ် exponents ဆိုတာထပ်ညွှန်းခဲ့ rules ကတော့ rules ပေါ့နော်အဲ့တော့ exponents တွေ rules တွေအကြောင်းပြောပြပေးမယ်အဲ့တော့ကျတော့ exponents ဆိုတာကဘာလဲလေးဆိုတော့ခြေတော့ပုံများတော့ပြန် power ဆိုပြီးအတူပါခေါ်တာပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်5 power 3 means 5ဒီပါလဲဆို base 3ဒီ exponent တနည်းအားဖြင့်ကျတော့ပို့ဆိုင်တွင်ဝေရလို့ဆိုပါတော့လို့ခေါ်တယ် exponent ခေါ်တော့5 power 3 means 5ကို3ပါညောက်ထား5 into 5 into 5အဲ့တော့5 power 3 5က base 3က exponent အဲ့တော့ငါ့ကို3ပါညောက်ထားတာအဲ့တော့ဖြည့်ပြီး1 to 5အမှ negative exponent ဆိုတာရှိတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်5 power minus 2 5 power minus 2ဆိုလို့ရှိရင်ဒီ minus တွေကျတော့ပို့စားတယ်ဘာမှဆိုလို့ကျတော့ positive ပြောင်းခြင်း positive ဆိုရင်ကျတော့1 by ခံလိုက်လို့ရှိရင်5 power minus 2ဆိုရင်1 by 5 power 2အဲ့ဒါရင် claim minus စီပြီးပြောသွားတယ်နော်ဒါတော့ minus ကမှတ်ဖို့ရပါတယ်အဲ့တော့ဒီမှာဆိုရင်5 power minus ဆိုရင်အဲ့တော့ကျတော့ power minus တွေကိုတွက်ချင်တယ်ဆိုကျတော့1 by ခံလိုက် power ပြီး positive ဖြစ်သွားတယ်ကျွန်တော်တို့ exponents တွေကဘာတွေရှိလဲဆိုတော့ positive exponent, negative exponent, zero exponent နဲ့ rational exponent ဆိုပြီးတော့ရှိတယ်။အဲ့တော့ positive exponent တွေကဘာတွေလဲဆိုတော့5 power 3အဲ့တော့5ဒီ base 3ဒီ exponent အဲ့တော့5ကို3ကနေပါတယ်။ negative exponent ဆိုလို့ရှိရင်ကျွန်တော် positive ပြောင်းရတယ်ဒါလည်းဆိုပြီးတာ1 by ခံရင် positive ဖြစ်တယ်။ဥပမာa power minus 8ဆိုရင်1 by a power 8 2 power minus 4ဆိုရင်1 by 2 power 4နောက်က0 exponent ဆိုတာကကျွန်တော်ဘယ်ကိန်းမဆို power 0တင်လိုက်ရင်1အဲ့တော့ဒီနေရာမှာ a power 0 is equal to 1 a မဟုတ်ဘူးဒီကျဒီမှာ10 power 0ဆိုရင်1ပဲအဲ့ဒီမှာ5 power 0ဆိုလည်း1ပဲဘယ်ကိန်းမဆို power 0တင်လိုက်တာနဲ့1ပဲနော်အဲ့ကဲ negative ဆိုလည်းအဲ့တိုင်းပေါ့နော် negative 5 power 0ဆိုလည်းပါမယ်နော်နောက်က rational exponent ဆိုလို့ရှိရင်ကျတော့ဟာဒီ roots တွေပြောဟောမှာဆိုလို့ရှိရင် n root of a ဆိုလို့ရှိရင် a power 1 by n လို့ပြောရတယ်အဲ့တိုင်းမှာ a power m by n ဆိုလို့ရှိရင်ကျတော့ဟာ root ဒီမှာ n root of a the whole power m ဆိုပြီးရေးလို့ရတယ်အဲ့တော့ကျတို့ဒီပေါ့နော် exponents တွေကိုတွက်တဲ့အခါကျရင်ကျတို့ဒီ rules တွေကိုကျက်ထားမယ်ဒီ rules တွေကိုကျက်ထားမှကလေးကိုပို့စာပြလို့ရမယ်အဲ့ဒီကဘာလဲဆိုတော့ကျတော့ product rule ဆိုလို့ရှိရင်သူကကျတို့တချင်းနေအောင်ရှိရမလား base 2မှာ power ချင်းပါနေပြီအဲ့ဒီတိုင်း a power m into a power n ဆိုလို့ရှိရင်ကျတို့ဒီ base နှစ်ခုတူတယ်ဟုတ်တယ်နော် a ဆိုတဲ့ base နှစ်ခုတူတယ်အဲ့တော့သူတို့နှစ်ခုမြှောက်ထားရဲဆို power ချင်းပါလို့ရတယ်ဆိုပေါင်းလို့ရတယ်အဲ့ဒီတိုင်းပဲဒီမှာဆိုရင် a power m အစား a power n ဆိုလို့ရှိရင်ဆိုတော့ base 2တွေဆိုရင်စားတယ်ဆိုရင် power ချင်းနှုတ်တယ်နောက်က a power m the whole power n ဆိုရင်အဲ့ m နဲ့ n နဲ့ညှောက်လိုက်လို့ရတယ်အဲ့ဒါဆို a power m n ဆိုဖြစ်တယ်နောက်က ab the whole power m လို့ရေးထားတယ်အဲ့ဒါဆိုလို့ရှိရင်ဒီ power m ဒီ a နဲ့လည်းဆိုင်တယ် b နဲ့လည်းဆိုင်တယ်အဲဒါမျိုး a power m b power n အဲ့တိုင်းပဲ a by b the whole power m ဆိုလို့ရှိရင်အဲ့ m ကြီးဒီ a နဲ့လည်းဆိုင်တယ် b နဲ့လည်းဆိုင်တယ်အဲဒါမျိုး a power m by b power m နောက်က0 exponent ဆိုတာကလေးတို့ရှိမှပြောပြီးပြီဘယ်ကိန်းမဆို power 0ဆိုလို့ရှိရင်ဘယ်လောက်လဲဆိုတော့1ဟုတ်ပြီနော်နောက်ကကျတော့ negative exponent အဲ့ဒါလည်းအဲ့တိုင်းပဲ a power minus m ဆိုရင်1 by ခံလိုက်ရင်သူက negative ဖြစ်သွားတယ်အဲ့တော့ a power m နောက်က fractional exponents mean a power m by n is equal to n root of a power m
နောက်က square root ဆိုလို့ရှိရင်ကျွန်တော်ဒီပေါ့နော်ဒီ root လေးရဲ့ဒီအတွင်းထဲမှာရေးထားတဲ့ဟာလေးကျွန်တော် index လို့ခေါ်ဒါလေးက radical symbol ဟောဒီဟာလေးက index ဒါလေးကကျွန်တော် radical ပေါ့နော်ဒီမှာဒါလေးက exponent တော့ကျွန်တော်ဒီလိုရေးထားရင်ဒီလိုပြန်ရေးလို့ရမယ်ဒီလိုရေးထားရင်ဒီလိုပြန်ရေးလို့ရဒီလိုရေးထားပြီဆိုကျွန်တော် x power a by b အဲ့လိုမျိုးတန်းရေးလို့ရတော့ကျွန်တော် square နဲ့ square root နဲ့ဆိုလို့ရှိရင်ဒါတွေကလည်းကျွန်တော်ပေါ့နော်နောက်ပိုင်းကျလို့ရှိရင်ပုံစံပိုင်းတွက်ရင်ကလေးတို့ပါပေါ့နော်ကနန်းကိုမြင်တာနဲ့တန်းပြီးတည်ရဆိုလို့ရှိရင်ကျွန်တော်ပုံစံတွက်ပုံမြင်တာပေါ့ဥပမာဆိုလို့ရှိရင်နှစ်ထပ်2 square က4 3 square 9 4 square 16 5 square 25 6 square 36 7 square 49 square ဆိုတာနှစ်ထပ်เนาะ7 square ဆို77နဲ့မြောက်49အဲ့ဒါဟုတ်လား8 square 64 9 square 81 and 10 square 100အဲ့လိုကျွန်တော်ကဒီလိုမျိုးကိန်းနေမှုသိရခါကျရင်ခလေးတို့ကအဲ့လိုသိနေတယ်အမျိုးလုံးထဲမှာမြင်နေတယ်ဆိုရင်ကျွန်တော်ပို့စာတွေ့မြင်လို့အဲ့ဒီတိုင်းပဲဒီဘက်ကဒီလိုမျိုးပေါ့ရေးထားတယ်ဒီမှာဘာခဏမှမရှိဘူးဆိုရင်ဘာမှမရှိနှစ်ရှိရလို့ပြောစားဒါ square root ဟုတ်ပြီနော်ဒီဟာလေးကိုတွေ့ square root ကိုကြားမယ်အဲ့တော့ square root of 4ဆိုရင်တန်းပြီး2ဆိုတာသိရမယ်ဟုတ်ပြီနော်square root of 9ဆိုလို့ရှိရင်3 square root of 16 ဆိုရင်4 square root of 25ဆိုရင်5အဲ့ဒါကကျွန်တော်ဒီ square နဲ့ square root ကိုခြားနာချက်နောက်ခုကစောတချိတ်ပြောတဲ့ဒီအကောက်လေးကတော့ဘာမှမရေးထားတဲ့ချက်2ရှိတယ်လို့ပြောတယ်အခု3ကနေစပြီးနောက်ပိုင်းမှာကျွန်တော်ရေးပြရတယ်ဥပမာဆိုလို့ရှိရင်ဒါဆိုရင် 2 root of 64ဒီမှာဆိုရင်3ပေါ့နော်အဲကြောင့်ဒါလေးကို 2 root of 64လို့ခေါ်တယ်64ဆိုတာ43ကဆိုတော့သူ့ရဲ့အဖြေဒီလောက်ရအောင်လို့ဆိုတော့4နောက်ခုက orders of operations ဆိုတာကကျဲတို့ရဲ့ပုံစံဒီလိုပုံစံတွေတွက်တဲ့ခါကျလို့ရှိရင်ကျဲတို့ကပုံစံတွေနောက်ကမှရှုပ်ချက်ခန့်အောင်ပေးကြတယ်ရှုပ်ချက်ခန့်အောင်ပေးကြလို့ရှိရင်ကျဲတို့ဒီဘယ်ကနေစတွက်လဲပေါ့ကိုကလည်းတွက်ချင်တိုင်းတွက်လိုက်လို့ရှိရင်မှားတော့နိုင်အဲ့တော့ကျဲတို့ကဘာနဲ့တွက်ရလဲဆိုတော့ဒီ orders လေးတိုင်းနဲ့တွက်ရတယ် PEMDAS ဆိုတဲ့ order လေးတိုင်းတွက်ရတယ်အဲ့တော့ PEMDAS ဆိုတာဘာကိုပြောလဲဆိုတော့ဒီP mean parenthesis ဆိုတာကျတော့ဝင်းပေါ့အဲ့တော့စသချင်းဝင်းတွေ့ပြီဆိုရင်ဝင်းကိုပြင်ရှင်းရတယ်ဝင်းပြီးရင်နောက်ကဘာလို့ရှင်းရလဲဆိုတော့ exponent ဆိုတဲ့ထိုက်ဝင်းကိုရှင်းရတယ် exponent ပြီးရဲ့အခါကျတော့မှကျတော့မြောက်မယ်စာမယ်နောက်ကမှပေါင်းမယ်ဟုတ်ပြီနော်အဲ့ဒီအစီအစဉ်လေးတိုင်းပဲတွက်ပြရတယ်အဲ့တော့ example လေးကြည့်ပါဦးအဲ့တော့ကျွန်တော်ဒါကြီးဆိုရင်ရအောင်ရှုပ်ချက်ခတ်သွားပြီပေါ့နော်ကျွန်တော်မှာပေါင်းတာတွေလည်းပါတယ်မြောက်တာတွေလည်းပါဒီ dot ဆိုတာဘာလဲဆိုတော့အမြောက်ဘူးနော်မြောက်တာတွေလည်းပါတယ်စားတာတွေလည်းပါတယ်ဝင်းတွေလည်းပါတယ်ဆိုရင်အဲ့တော့ကျွန်တော်ဘာမှမစင်ပါနဲ့ကြည့်လိုက်တဲ့အခါဂွင်းပါတယ်ဆိုဘာလို့ရှင်းရမလဲဆိုတော့ဂွင်းကိုမြင်ရှင်းရအဲ့တော့ဒီမှာဆိုရင်ဒီကမှာကျွန်တော်9 - 5ဆိုရင်ဂွင်းကိုရှင်းလိုက်တယ်4 square ဆိုပြီးတော့ရပါတယ်ဟုတ်ပြီနော်အဲ့ဒါ parenthesis ဂွင်းကိုရှင်းလိုက်ပါတယ်ဝင်းကိုရှင်းပြီးတဲ့အခါမှာဒုတိယအချက်က exponent ကိုရှင်းပါဆိုတော့ဒီမှာ9 square ဒီမှာ4 square အဲ့တော့ exponent ကိုရှင်းလိုက်တယ်ပြီးတော့မှနောက်တစ်ခုက multiplication ကျတော့မြောက်မယ်ဆိုတော့3နဲ့16နဲ့မြောက်တော့48ဒီမှာ division စားမယ်ဆိုတော့48ကို4နဲ့စားတော့12နောက်ဆုံးမှာဆိုတော့ပေါင်းတယ်ဟုတ်ပြီနော်အဲ့တော့မှချင်း final answer 93ဆိုပြီးရတယ်အဲ့တော့ဒီနေရာမှာဒီအစီအစဉ်တိုင်းမရှိမနေဘူးလို့ညှပ်ချင်တိုင်းမြောက်စားချင်တိုင်းစားလို့ရှိရင်အဖြေရတယ်တလို့ထွက်လာမှာပေါ့နော်နောက်က distributive property distributive law အဲ့လိုမျိုးပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဥပမာကျလို့ A ဝင်းထဲမှာ B plus C အဲ့တော့ချက် A လေးဒီ B နဲ့လဲဆိုင်တယ် C နဲ့လဲဆိုင်တယ်လို့ပြောတာဒါဆိုလို့ရှိရင်ဒီမှာ AB plus ACအဲ့ဒီမှာဆိုတော့ A ဝင်းထဲမှာ B minus C အဲ့တော့ဒီ A လေးဒီ B နဲ့လဲဆိုင်တယ် C နဲ့လဲဆိုင်တယ်ဒါဆိုရင် AB minus AC လို့ဖြစ်သွားတယ်ကဲဟုတ်ပြီအဲ့တော့စော distributive law ကိုကြည့်ပြီးတော့ဒါလေးကိုတွက်မယ်ဆိုရင်2 4 plus 3အဲ့ဒီ2ဒီ4နဲ့လည်းဆိုင်တယ်3နဲ့လည်းဆိုင်တယ်အဲ့တော့2 into 4 plus 2 into 3အဲ့တော့အဲ့ဒီဟာတွေမှာကျွန်တော်ပေါင်းလိုက်တော့ခါကြတော့14ဆိုရပါ
exponents root and numbers တွေဆက်သွားမယ်ဒါကလည်းဒါဒီချက်စသွားတော့တစ်ခေါက်ပြောပြီးသားခြေတို့ဒီလိုကိန်းမျိုးရှိရဆိုရင်ဒီအောက်ကို base အပေါ် exponent လို့ခေါ်တယ်ဘယ်ကိန်းမဆို power 0ဆိုရင်1လည်းပြောပြီးသားပေါ့နော်power 0ဆိုရင်1 2 by 3 the whole power 0ဆိုရင်1 1 2 1 5 the whole power 0ဆိုရင်1ဘယ်ကိန်းမဆို power 0ဆိုရင်1ဟုတ်နော်your negative exponent ကလည်းဒီချက်ဆော့တယ်a power minus n ဆိုရင်1 by a power n ဆိုပြီးတော့ပိုင်းကြီးဟိုချလိုက်တဲ့အခါကျရင်1 by ခံလိုက်ရင်သူဒီ negative ဖြစ်သွားတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဟောဒီမှာ5 power minus 2 minus ဆိုရင်1 by 5 power 2အဲ့တော့1 by 5 into 5 ဆို1 by 25အဲ့လိုပဲ3 power minus 1ဆိုချာ power ဆို1 by ခံလိုက်တော့1 by 3 2 power minus 4ဆိုရင်1 by 2 power 4ဆိုတော့1 by 16အဲ့တော့လွယ်ပါတယ်အဲ့တော့တစ်ချက်ကိုဒီ exponent က exercise 1အဲ့ဒါလည်းလုပ်ခဲ့ပြီပါဆယ်ဖို့ပေါ့နော် exercise 1အဲ့ဒီကြာဒီအင်ဇာပေါ့အင်ဇာဟိုထဲမှာဒီကကလေးတို့ကိုလုပ်ပြလိုက်မယ်share ဟာလေး screenshot ရိုက်ပြီးတော့ math exercise math homework ဆိုတော့ဒီချက်တင်ပြီးမယ်အဲ့မှာဒီချက်ကိုအပန်ပြီးတော့အဖြေလေးဖြည့်ပြီးပေါ့နော်အခု rules of exponent အဲ့ဒါလည်းပြောပြီးသား base တူတဲ့ power ချင်းပေါင်းမယ်ဒီမှာဆိုလို့ရှိရင် example လေးကြည့်ပါအောင်4 power 4 into 4 power 2အဲ့တော့044 base တူတယ်ဒါချင်းပေါင်းတော့4 power 6ဟုတ်ပြီနော်အဲ့တော့ example 5 1 by 2 the whole power 3 into 1 by 2 the whole power 6အဲ့တော့ base 2တော့ power ချင်းပေါင်းရင်1 by 2 the whole power 9နောက်ကလည်းဒီမှာ base 2ရင် power ချင်းနှုတ်စားရင်နှုတ်အဲ့တော့3 power 5 by 3 power 2ဆိုတော့ညားတွေကနေအောင်တော့နှုတ်3 power 3ဟောမှာဆိုလို့ရှိရင်4 power 5 4 power ဘာမှမရေးထားရင်ဒီမှာ1ရှိတယ်လို့ယူဆမယ်နော်အဲ့တော့ဒီမှာဆိုရင်4 power 5 star 4 power 1ဆိုတော့စားရင်နှုတ်ဆိုတော့5 minus 1ဆိုတော့4 power 4နောက်ခုကအဲ့တော့3 square the whole power 4ဆိုရင်ကျဲကသူတို့နှစ်ခုဘာလုပ်လို့ရလဲဆိုတော့မြှောက်လို့ရတယ်အဲ့တော့3 into 3 4နဲ့2နဲ့မြှောက်တော့3 power 8ဆိုရအောင်လေဟုတ်ပြီနော်ဟောဒီမှာဆိုလို့ရှိရင် example 8မှာဆိုလို့ရှိရင်ဒီတကွင်းလုံးမှာနှစ်ထပ်တင်တာတကွင်းလုံးနှစ်ထပ်ဆိုဒီ2ဒီ2နဲ့လည်းဆိုင်နေ2နဲ့လည်းဆိုင်အဲဒါကြောင့်ဒီမှာဆိုရင်3ဆိုတော့4 power 6ဒီက4 power 4နှစ်ခုပေါင်းရင်4 power 10အဲ့လိုလည်းတွက်လို့ရတယ်နောက်တစ်နည်းကကြတော့သူတို့နှစ်ခုပေါ့သူတို့နှစ်ခုအရင်ပေါင်းလိုက်အရင်ပေါင်းပြီးမှတကွင်းလုံးနှစ်ထပ်ဆိုပြီးတော့ညှောက်လိုက်တယ်ရတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီက rules of exponent တွေနဲ့ခလေးတို့ပါဒီကအဖြေမှန်ယူလိုက်တော့ပေါ့နော်ဒီမှာဆိုရင် example ချက်ပြရမယ်2 power 3 into 2 power 5အဲ့တော့ base 2 power ချင်းပေါင်းဆိုတော့အဖြေဒီ2 power 8 d ပေါ့အဖြေဒီ d နော်နောက် number 2အဲ့တော့ဒါလည်း homework အဲ့တော့နောက်က square root cube root ဟုတ်ပြီအဲ့တော့ဒီချက်တို့ကဒါလေးပေါ့ဒါလေးဆိုလို့ရှိရင်ကျတော့ square root လို့ခေါ်တယ်ဒီမှာဘာမှမရေးထားဘူးတူနော်ဘာမှမရေးထားရင်ဒီမှာနှစ်ရှိတယ်လို့ဆိုကဲဟောဒီဒါလေးဆိုလို့ရှိရင်ဒါကကျူလို့ဆိုပဲဟုတ်ပြီနော်အဲ့တော့ဒီမှာဆိုရင် square root တွေကျူလို့တွေဟောဒီမှာကြည့်ပါ square root of 72ရဲ့ square root အဲ့တော့ဒီချက်တို့က72ဆိုလို့ရှိရင်ချက်ကဘယ်လောက်နဲ့မျှလိုက်တော့36နဲ့2နဲ့မျှလိုက်တယ်ဟုတ်ပြီနော်အဲ့တော့ဒီချက်ဒီမှာတွက်ပြမယ်နော် square root of 72အဲ့တော့72ဆိုရင်ချက်က2 into ဘယ်လောက်လဲဆိုတော့36အဲ့တော့ဒီ2အောင်ချက်ကထပ်ခွဲလို့မရဘူး2ကထပ်ခွဲလို့မရဘူးအဲ့တော့36ဆိုတာဒီ6 square နော်6 into 6ဆိုရင်6 square ဆိုရင်ဒါ36အဲ့တော့ဒီမှာ6ကနှလုံးဖြစ်နေချက်တစ်လုံးပြင်ထွက်လို့ရတယ်အဲ့တော့ဘလောက်အပြင်တစ်လုံးထွက်သွားတော့6 root 2ဆိုပြီးတော့ဖြစ်သွားတယ်ဖြစ်ပြီအဲ့လိုပဲဒီမှာဆိုရင်12 square root of 12 square root of 12ဆိုရင်0ကရှင်းနိုင်မယ်အဲ့တော့2 square root of 12ဆိုတော့ချက်က3 into 4အဲ့တော့3 into 4ဆိုတော့3ကတော့ထပ်ခွဲလို့မရတော့ဘူး3 4ဆိုတာနှစ်ထပ်ဒါနော်နှစ်ထပ်ဆိုတော့
နှစ်တစ်လုံးအပြင်ထုတ်လို့ရတယ်အဲ့တော့2 root of 3တော့ပေါ့နော်နောက်ခါကျတော့ဒီမှာသူပြောထားသလို 2 root of 32 2 root of 32 mean နောက်ချက်က32ဆိုတော့3ပေါ့အဲ့တော့8လေးဒီ32ဟုတ်တယ်နော်8ဆိုတာကြီးကလောက်လဲဆိုတော့2 3တက်ဟုတ်တယ်နော်2 3တက်ဒါက4အဲ့တော့ကျုပ်လို့ဆိုလို့ရှိရင်ဒီက2တစ်လုံးအပြင်ထုတ်လို့ရတယ်2နောက်ကကျုပ်တော့4ဒီဖြစ်ပြီ2ကျုပ်တော့4ဖြစ်ပါလိမ့်ဟုတ်ပြီနော်အဲ့တော့ဒီချက်ကိုဒီ exercise 3ဖြစ်တဲ့ဒီ square root cube root အဲ့ဒီလည်းလုပ်ပြီးပါအဲ့ဒါဆိုလို့ရှိရင်နောက်က orders of operation orders of operation ဆိုတာတော့ဒီချက်ဆိုတော့ဒီလို pandas နဲ့ချက်ကိုတွက်ကြတယ်နော် pandas ဆိုတာ p ဆိုတာက green လေးပေါ့နော် pandas ဆိုတာ green parenthesis ဆိုတာ green exponent ဆိုတာထက်ညွှန်း multiplication division ဆိုတာအမြောက်အစား addition subtraction ဆိုတာအပေါင်းအနှုတ်အဲ့လိုလေးပြောတယ်ဟောဒီမှာဆိုရင်45 minus 4 square by 2ကဲဒီပုံစံလေးမှာကလေးကိုကြည့်လိုက်အဲ့တော့ဒီမှာဆိုချေတို့ကဘာရှိလဲဆိုတော့ parenthesis လို့ခေါ်တဲ့ခွင်းတော့မရှိခွင်းမရှိပေမဲ့ဒီမှာဘာရှိလဲ exponent ဆိုတာထက်ညွှန်းရှိတယ်အဲ့တော့ဒီပုံစံမှာဆိုရင်ချက်ထက်ညွှန်းအရင်ပြမှာပေါ့နော်45 minus 4 square by 2အဲ့တော့45ကိုချက်ဒီတိုင်းထားလာမယ်45 4 square လေးနဲ့ဆိုလေး16 by 2အဲ့တော့ချက်ထက်ညွှန်းရှိမှုပါထက်ညွှန်းရှိမှုပါရင်အမြောက်အစားကိုရှင်းဟုတ်တယ်နော်အမြောက်အစားဆိုတော့ကျပေါင်းအရှိကိုဒီတိုင်းပဲထားလိုက်ရမယ်အဲ့တော့2 8 4 16အဲ့တော့48 minus 8အဲ့တော့နောက်ဆုံးအဖြေဒီ37ဟုတ်နော်အဲ့ဒီချက်ပြောတလို့ပဲချက်ပြောရဲ့ဒီတိုင်းဒီပဲ orders of operation တိုင်းပဲတော့ပါဟောမှာဆို2 plus 5 the whole square minus 6ဟုတ်ပြီဒီမှာဆိုဘာရှိလဲခလို့တို့ဝင်းရှိတယ်ဆိုလို့ရှိရင်2ဟုတ်တယ်နော်အဲ့တော့2 plus 5ဆိုတော့ပေါင်းလိုက်တော့7 the whole square minus 6အဲ့တော့ပြီးတော့မှဝင်ပြီးွားရင်ကျတော့ဘာကိုရှင်းခိုင်းလဲတော့ဒီချက်ကကလေးတို့ကိုဘာပေါ့နော်ထပ်ညွှန်းရှင်းခိုင်းတယ်တော့2 into ဟုတ်ပြီနော်အဲ့တော့9 49 minus 6အဲ့တော့မှအမြတ်ပြီးရင်အမြတ်ကိုရှင်းပါဆိုတော့တို့နှစ်ခုနှုတ်လိုက်တော့98 minus 6နောက်အဖြေဒီ92အဲ့တော့ဒီဟာကလည်း orders of operation အဲ့တော့ခြေကတော့နော်ဒီ distributed properties ကတော့ဒီခြေပြောပြတာပေါ့နော်အဲ့တော့ဒီခြေတို့ဒါဆိုရင်ဒီနေ့တော့ဒီပါလေးရလိုက်မယ်JEE နိုင်ငံစာဗီဒီယိုလေးကိုဆက်လက်လေ့လာဖို့ channel လေးကို like and subscribe လုပ်ဖို့မမေ့ပါနဲ့နော်စောင့်ကြည့်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါမယ်